များတို့တတိထားမိလားမိဘတွေကသားသမီးတွေကိုကြောင်းပို့ကြတယ်။ကျောင်းသားတွေကစာမေးပွဲအတွက်စာကျက်ကြတယ်။ဆရာတွေကသင်ခန်းစာတွေတင်ပေးကြတယ်။ဒါပေမဲ့ပညာရေးဆိုတာဘာလဲ။အလုပ်ကောင်းတစ်ခုရဖို့လား။နိုင်ငံတော်အတွက်အလုပ်လုပ်ဖို့လား။ဒါမှမဟုတ်လူတစ်ယောက်ရဲ့ဘဝအတိတ်ပဲကိုရှာဖွေဖို့လား။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကအာရှတိုက်ရဲ့အင်အားအကြီးဆုံးယဉ်ကျေးမှုနှစ်ခုဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့ဟာဒီမေးခွန်းကိုဖြေရှာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အဖြေကလုံးဝမတူညီခဲ့ပါဘူး။အိန္ဒိယကပညာရေးကစိတ်ဝိညာဉ်ကိုလွတ်မြောက်စေဖို့လို့ယုံကြည်ခဲ့ကြပါတယ်။တရုတ်ကတော့ပညာရေးကနိုင်ငံတော်ကိုအုပ်ချုပ်နိုင်မဲ့လူကောင်းတွေကိုမွေးထုတ်ဖို့လို့ယုံကြည်ခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ရဲ့အကြောင်းတွေစာမေးပွဲတွေပညာရေးအမြင်တွေထဲမှာအဲ့ဒီအမွေနှစ်နှစ်ခုဘယ်လိုရှင်သန်နေလဲဆိုတာတူတူလေ့လာကြည့်ကြရအောင်ပါရှေးဟောင်းအိန္ဒိယမှာပညာရေးဟာအလုပ်ပိုင်အတွက်မဟုတ်ခဲ့ပါဘူးဝိညာဉ်ရေးအတွက်ဖြစ်ခဲ့ပါတယ်အိန္ဒိယတိုက်ငယ်တွေကိုအင်ဒိုယူရိုပီယန်လူမျိုးစုတွေရွှေ့ပြောင်းဝင်ရောက်လာပြီးနောက်အိန္ဒိယယဉ်ကျေးမှုဟာတဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပါတယ်သူတို့ရဲ့အဓိကယုံကြည်ချက်ကတော့လူသားတိုင်းမှာအက်မန်လို့ခေါ်တဲ့အမြင်နိုင်တဲ့စိတ်ဝိညာဉ်တစ်ခုရှိတယ်ဆိုတာပါအဲဒီအက်မန်ဟာစစ်ကြဝဠာရဲ့အမြင့်ဆုံးစွမ်းအားဖြစ်တဲ့ဗာမန်နဲ့ဆက်နွယ်နေရလို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ပညာရေးရဲ့အန်တိမရည်မှန်းချက်ကတော့ဝေရှာဖို့မဟုတ်ပါဘူး။ယာလူရဖို့လည်းမဟုတ်ပါဘူး။ဗာမန်နဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့ဖြစ်ပါတယ်။အဲဒီလွတ်မြောက်ခြင်းကိုမောက္ရှာလို့ခေါ်ပါတယ်။တကယ်လို့ခမည်းဟာရှေးဟောင်းအိန္ဒိယမှာမွေးဖွားခဲ့တဲ့ကလေးတစ်ယောက်ဖြစ်တဲ့ဆိုရင်အသက်ရှင်နေလောက်ယူပနာယနာလို့ခေါ်တဲ့ခန္ဓာကိုကျင်းပရပါမယ်။အဲ့ဒီခန္ဓာကဒီခုမှဆိုင်ပညာတင်မိသူဆိုတဲ့အဓိပ္ပာယ်ကိုပေါ်ဆောင်ပါတယ်။အဲ့ဒီနောက်မိသားစုကိုခြံပြီးဂရုလို့ခေါ်တဲ့ဆရာတယောက်ရဲ့အာရှရမ်တော်ကျောင်းကိုတွားပါ။အဲ့ဒီမှာစာသင်ရမယ်၊လှုပ်ကြွေးပြုရမယ်၊စီကံလိုက်နိုင်အောင်ပြီးတော့ဘဝကိုနားလည်ဖို့တင်ယူရပါမယ်။အိန္ဒိယတို့ရဲ့အမြင်မှာပညာရေးဟာကလေးဘဝမှာမပြီးဆုံးပါဘူးဘဝတစ်လျှောက်လုံးဆက်သွားပါတယ်ပထမအဆင့်ဗြဟ္မချာယာဂုရုထံပညာသင်ယူခြင်းဒုတိယအဆင့်ဂရိဟက်ရှာအိမ်အောင်ပြုပြီးလူမှုတာဝန်များကိုထမ်းဆောင်ခြင်းတတိယအဆင့်ဗန်နာပရိရှာလောကီရေးရာနဲ့တဖြည်းဖြည်းခွာထွက်ပြီးတရားအထုတ်ခြင်းနောက်ဆုံးအဆင့်ဆန္ဒစာဘဝတစ်ခုလုံးဝိညာဉ်ရေးရာအတွက်အနံ့ခြင်းတနည်းအားဖြင့်ပညာရေးဆိုတာကျောင်းပြီးသွားရင်မပြီးသေးပါဘူးအသက်ရှင်နေသူတွေဆက်လက်တင်ယူရတဲ့ခရီးတစ်ခုဖြစ်ပါတယ်ကျောင်းသားတွေဟာဗေဒကျမ်းစာတွေကိုအလွတ်ကျက်ရတယ်ယူပါနိရှကျမ်းတွေကိုလေ့လာရတယ်ဒါတွေမကဘူးအတန်ထွက်ဗေဒတဒါနက္ခတ်ဗေဒဘာသာဗေဒကြပြားအလင်္ကာရစ်ပုဇော်မှုစီမင်းများစတဲ့ auxiliary science တွေကိုလည်းသင်ယူခဲ့ကြပါတယ်အဲ့ဒီခေတ်ကပညာရေးဟာအလွတ်ကျက်မှတ်မှုကိုအလေးထားခဲ့ပါတယ်။ဒါပေမဲ့လူတိုင်းပညာသင်ခွင့်မရခဲ့ပါဘူး။ပုံနာမင်းကြီးမင်းသားကုန်းတဲ့ရှားတဲ့အထက်တန်းလွှာဇက်ကြီး၃မျိုးရတာပညာသင်ခွင့်ရရှိခဲ့ပါတယ်။လူတိုင်းကတူညီတဲ့နီလန်းနဲ့သင်ယူတာမဟုတ်ပါဘူး။ဟိန္ဒူပညာရေးမှာညာနာယောဂဒီပညာမှာတစ်ဆင့်အမှန်တရားကိုရှာဖွေခြင်းဗာတိယောဂချင်းနဲ့ယုံကြည်ခြင်းမှသင်ရှာဖွေခြင်းဗြဟ္မယောကအကျိုးမမျှော်လင့်မဲ့ကောင်းမှုများပြုလုပ်ခြင်းရာဇယောကတရားထိုင်ခြင်းနဲ့စိတ်လေးချင်းခံများမှသင်ရှာဖွေခြင်းဆိုလမ်းကြောင်းကြီး၄ခုရှိခဲ့ပါတယ်ဒါပေမဲ့ဒီစနစ်ကြီးကိုစိန်ခေါ်သူတယောက်ပေါ်လာခဲ့ပါတယ်သူကတော့ဘောရမဗုဒ္ဓပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာပေါ်ပေါက်လာခြင်းဟာဘာသာရေးပြောင်းလဲမှုတစ်ခုလည်းမဟုတ်ပါဘူးပညာရေးတော်လှန်ရေးလည်းဖြစ်ခဲ့ပါတယ်။ဗုဒ္ဓကဉာဏ်ပညာဟာလူဒန်းစားတစ်ခုတည်းရဲ့ပိုင်ဆိုင်မှုမဟုတ်ဘူးလို့ယုံကြည်ခဲ့ပါတယ်။ဒါကြောင့်ပညာရေးတကားကိုလူများစွာအတွက်ဖွင့်ပေးခဲ့ပါတယ်။အဲဒီတော်လှန်ရေးကနလန္ဒကျောင်းတော်ကြီးကိုမွေးဖွားစေခဲ့ပါတယ်။တရုတ်၊ကိုရီးယား၊တိဘက်၊အရှေ့တောင်အာရှစတဲ့ဒေသကကျောင်းသားတွေမိုင်းထောင်ပေါင်းများစွာခရီးနှင်လာပြီးလာရောက်ပညာသင်ကြားခဲ့ကြပါတယ်။နလန္ဒကျောင်းတော်ကြီးမှာဗုဒ္ဓဘာသာဥပဒေယုတ်တိဗေဒနက္ခတ်ဗေဒ
မျိုးပြစီမံကိန်းစားတဲ့ဘာသာရပ်တွေကိုတင် जा ပေးခဲ့ကြပါတယ်အဲဒီအချိန်မှာတရုတ်ကလုံးဝကွဲပြားတဲ့ဖြေတစ်ခုပေးခဲ့ပါတယ်သူတို့အတွက်ပညာရေးဟာဝိနည်းရေးရာထက်နိုင်ငံရေးနဲ့ပိုတက်ဆိုင်ပါတယ်ချုံမင်းဆက်လက်ထက်ကတည်းကအစိုးရကျောင်းတွေတည်ထောင်ခဲ့တယ်အစပိုင်းမှာမြတ်ပြချင်းနဲ့ရှေ့ရေးကိုတင် जा ခဲ့ပေမဲ့နောက်ပိုင်းမှာစာပေနဲ့ calligraphy ကိုအလေးထားလာခဲ့ပါတယ်တရုတ်အားလုံးကပညာရေးကိုအတူတူမမြင်ခဲ့ကြပါဘူးဒါဝစ်တွေကတဘာဝနဲ့လိုက်လျောညီထွေနေထိုင်ခြင်းကိုအလေးထားပါတယ်တင်တိတာနဲလေတင်နားလေတာများလေလို့တော့ဆိုခဲ့ကြပါတယ်ဒါပေမဲ့တရုတ်ပညာရေးကိုအကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့သူကတော့ Confucius ပဲဖြစ်ပါတယ်သူ့အမြင်အရပညာရေးဆိုတာစာမွေးပွဲအောင်ဖို့မဟုတ်ဘူးကိုကျင့်တရားကောင်းတဲ့လူသားတွေကိုမွေးထုတ်ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်ဟမ်မင်းဆက်လက်ထက်မှာစာမွေးပွဲအခြေပြုအစိုးရဝေထမ်းရွေးချယ်မှုစနစ်ပေါ်ပေါက်လာခဲ့ပါတယ်ဒါဟာကမ္ဘာတမိုင်းကိုပြောင်းလဲစေတဲ့တည်ထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့စာမွေးပွဲအောင်ဖို့မလွယ်ပါဘူးတရုတ်စာလုံးထောင်ချီတည်ထားရပါတယ်အချို့စာမွေးပွဲတွေမှာစာလုံးပေါင်း9000တိခွဲခြားနိုင်ရပါတယ်နေပေါင်းများစွာလေ့ကျင့်ရတယ်ဒါကြောင့်ပညာရေးဟာအထက်တန်းလွှာတွေရဲ့အခွင့်အရေးဖြစ်နေသေးပါဒါပေမဲ့ထူးချွန်တဲ့စင်ရဲသားလေးတယောက်ကလည်းအရာရှိကြီးဖြစ်နိုင်ပါတယ်မျိုးသမီးတွေကိုအစိုးရဆောင်မွေးပွဲဖြေခွင့်မပေးခဲ့ပေမဲ့ဘန်ဇာဆိုတဲ့ပညာရှင်အမျိုးသမီးတယောက်ပေါ်ထွန်းခဲ့ပါတယ်သူမဟာအေဂရစ်နန်းတော်ရဲ့ကြံပေးတယောက်ကြီးဖြစ်လာခဲ့ပါတယ်ပြီးတော့မိန်းကလေးတွေဟာလည်းပညာသင်ကြားခွင့်ရတဲ့တယ်လို့ရေးသားတောင်းဆိုခဲ့ပါတယ်တရုတ်ပညာရေးမှာစီကဟာအလွန်တင်းကျပ်ပါတယ်ရိုက်နဲ့အပြစ်ပေးခြင်းတွေရှိတယ်လွတ်ချက်မှတ်ခြင်းကိုအလွန်အရေးထားပါတယ်ဒါပေမဲ့ဆရာတွေကိုတော့အလွန်အမင်းလေးစားကြပါတယ်တနေ့တာဆရာဖြစ်ဖူးသူဟာတသက်လုံးဖခင်တယောက်လိုလေးစားထိုက်တယ်လို့ဆိုခဲ့ကြပါတယ်အိန္ဒိယကမေးခဲ့တယ်ပညာရေးကလူတယောက်ကိုဝိညာဉ်ရေးရာအရာလွတ်မြောက်စေနိုင်မလားတရုတ်ကမေးတယ်ပညာရေးကနိုင်ငံတကာနိုင်ငံကိုပိုကောင်းအောင်အုပ်ချုပ်နိုင်မလားဒီနေ့ကျွန်တော်တို့ကမေးခွန်းအသစ်တွေမေးနေကြကြတယ်ပညာရေးကိုဘယ်သူတွေရတဲ့လဲဘာတွေတင် जा တဲ့လဲစာမေးပွဲအတွက်တင်ယူနေတာလားဒါမှမဟုတ်ဘဝကိုနားလည်ဖို့တင်ယူနေတာလားနှစ်ပေါင်းထောင်ချီကြာခဲ့ပေမဲ့အိန္ဒိယနဲ့တရုတ်တို့စတင်ခဲ့တဲ့ဒီဆွေးနွေးမှုဟာယနေ့အထိမပြီးဆုံးသေးပါဘူးဘာလို့လဲဆိုတော့ပညာရေးဆိုတဲ့မိဘရဲ့အဖြေကိုကျွန်တော်တို့အားလုံးရှာဖွေနေစေဖြစ်လို့ပါပဲ